လာပါရှင်ကဘာသူကဘာသားအားလုံးကိုကြိုဆိုပါတယ်ဒါတော့ကျွန်မအဖေပါရှင်မြန်မာနိုင်ငံကပကြီးစရာကြီးဦးတန်းကျယ်ဖြစ်ပါတယ်ဆရာကြီးကဗုဒ္ဓဝင်နိဗ္ဗာန်ပကြီးကားတွေကိုရေးတဲ့သူပါရှင်ဒါကတော့တေဇသူနေမဘူဆန္နာဝိဝေမြတ်စွာဘုရားအလောင်းတော်ဘဝအနိကဆုံး10ဘဝမှာတေမိမင်းသားရဲ့ဇတ်တော်ကိုရေးနေတာပါရှင်တေယတေမိမင်းသားတေဇမဟာဇနကတေဇသူဝနာတမ္မတေဇသူနေမိမင်းကြီးတေဇသူနေမမဟောတထာတေဇသူနေမဘူရိတနဂါမင်းသားလေးလူပြေကိုလာပြီးတရားထိုင်တဲ့နဂါမင်းသားလေးပါဘူးတေဇသူနေမဘူဆံဇာနာကုမာရမင်းသားဆံဒေဇသူနေမဘူဆန္နာနာရဒရတိကြောင်ဆောင်တဲ့တရားမင်းကြီးပါတရားမင်းကြီးဘဝဒေဇသူနေမဘူဆန္နာဝိရုယအမတ်ဘဝဝိဝေအလူတန်းနေအများကြီးလုပ်ခဲ့တဲ့ဝေဒနာရာမင်းကြီးရဲ့ဘဝဖြစ်စဉ်ဒေဇသူနေမဘူဆန္နာဝိဝေအလောင်းတော်10ဘဝပါရှင်အဲ့ဒီအလောင်းတော်10ဘဝကိုဗုဒ္ဓဝင်ဇဏိပတ်တွေရေးတဲ့ပကြီးဆရာကြီးတွေကအလောင်းတော်ရဲ့ဘဝတွေလည်းရေးတယ်ဖရာဖွားတော်မူပြီးတဲ့အချိန်ကနေပြီးပြိဋိဘဆန်တဲ့အချိန်ထိဗုဒ္ဓဝင်ဇတ်တွေကိုလည်းရေးပါတယ်ရှင်မြန်မာနိုင်ငံမှာဗုဒ္ဓဝင်နဲ့ဇဏိပတ်တွေကိုရေးတဲ့ပကြီးဆရာတွေကတော့အနှိမ့်ငယ်ပဲရှိတာပါကျန်တဲ့ရှုခင်းနဲ့လက်စကိန်းနဲ့ရိုးရေးတဲ့ပကြီးဆရာတွေကတော့တော်တော်များများရှိပါတယ်ရှင်ကျမဆိုရင်လည်းပကြီးဆရာမပါပဲကျမဆိုလို့ရှိရင်ဘာတွေရေးမလဲကျမဆိုလို့ရှိရင်တစ်ပင်လေးရေးမယ်ပန်းပင်လေးရေးမယ်ရှုခင်းလေးတွေရေးမယ်ကျမဒီလောက်ပဲကျမလည်းရေးနိုင်တယ်ခုကတော့ပြောင်းသွားပါပြီရှင်ဒါကကရင်ပြည်နယ်ဖာမျိုးကကော့ကတောင်မှာရှိတဲ့လျောင်းတော်မူဘုရားကိုဆွေမျိုးတွေနဲ့ဖျားဖူးသွားခဲ့တယ်အခုရောက်နေတာကတော့ဆော့ပကြီးဆရာကြီးဦးတန်းကျွယ်ရဲ့သားဘဘုဆရာကျမရဲ့အကိုပါရှင်ဘဘုဆရာအကိုဦးစောနဲ့အဖွဲ့ထုလုပ်ထားတဲ့လျောင်းတော်မူဘုရားဖြစ်ပါတယ်ရှင်ဒီလျောင်းတော်မူဘုရားလေးကအများကြီးတက်ကြမလို့အနှဲငယ်လေးတက်ပြီးတော့ဘုံရလို့ရတဲ့ဘုရားပါရှင်ဒါကတော့ကျမတို့မြန်မာတွေရှင်ပြုနာတာအလူတော်မင်္ဂလာကိုကျမတို့သွားခဲ့ကြတယ်အဲဒီကသွားခဲ့ရင်လည်းအဲဒီကဆွေမျိုးတွေရဲ့အလူကိုသွားတယ်ဆွေမျိုးတွေရဲ့ခြံထဲမှာကလေးတွေဒါသမီးလေးတွေနဲ့ဒူလေးတွေနဲ့ဒူမကလေးတွေစောင့်နေတာကိုရိုက်ခဲ့တယ်။ဆွေမျိုးတွေရဲ့ခြံထဲကဝဒနာအရစိုက်ပျိုးထားတဲ့ဗန်းပင်ကလေးတွေကိုရိုက်ခဲ့ပါရှိ။ဒါတော့ကျမတို့မိသားစုတွေကျမအကိုအတွက်
တလားပြည့်အလူလုပ်ဘဝရိတ်တာမှာအလူသားလုပ်ပေးတာပါရှင်အလူသားလုပ်ပေးတယ်ဒါတော့ဘဝရိတ်တာပါဟိုဘဝရိတ်တာဘုရားကြောတဲ့ဓမ္မယုံဖြစ်ပါလိမ့်မယ်ရှင်